အဲ့ဒါပဲငါတို့ငါညီပြောတယ်လို့ဇာတိသားတွေပြုတ်ပြင်မယ်ဆိုအခုလူတွေလိုက်ဖမ်းပြီးတော့ပေါ်တာတွေရောင်းတယ်နော်လူတယောက်ကိုတိန်း80 80 100ရောင်းနေတယ်ဒါတွေကိုငါတို့တားဆီးရမယ်ဟုတ်တယ်မလားဘာမှမဆိုင်တဲ့ဘုံရောင်ကျောင်းတွေဘုံနဲ့ချပစ်တယ်ကျွန်တော်တားဆီးမယ်ကျွန်တော်ပေါ်တာဆွဲနေတဲ့ကိစ္စကြီးကျွန်တော်ထပ်ပေါ်ပြီးပြောရဲတယ်ဒီနေရာမှာကပေါ်တာဆွဲနေတဲ့ကိစ္စတွေမှာတကယ်ကိုမားနေတာချင်းကျွန်တော်ထွက်ပြီးပြောရဲဒါပေမဲ့ကိုစီတို့ဘက်မှာလည်း KNU တို့တခြားလက်နက်ကင်နေနော်တက်မတော်မှမဟုတ်ဘူးပေါ်တာဆွဲနေတဲ့အဖွဲ့အစည်းတွေမိုးဘယ်လိုပြောအောင်ဘောက်တော့ရှိနေတာအဖွဲ့အစည်းပေါင်း100ကျော်ရှိနေတယ်ကျွန်တော်မြန်မာနိုင်ငံထဲမှာပေါ်တာမဆွဲတဲ့အဖွဲ့အစည်းဆိုတာခက်ရှားရှားရဲ့အဲ့ဒါတွေကိုကျွန်တော်ရောကိုစီဘယ်လိုတာဝန်ယူမှုတာဝန်ခံမှုမျိုးနဲ့ဘယ်လိုပြောမလဲပေါ့နောက်ပြီးတော့ကိုစီပြောလို့ကိုစီစကားနားထောင်တဲ့အဖွဲ့အစည်းတွေရောရှိသလားပေါ့ကျွန်တော်ပြောချင်တာရှိပါလားမရှိဘူးနောက်ပြီးတော့လက်ရှိပုံဝင်လင်ပြောတက်မတော်မှာလည်းသူစစ်အတီးရမနေဘူးထောက်ခံတဲ့မိသားစုဝင်တွေမနေဘူးဒီဘက်မှာလည်းတော်လိုင်းရင်းမှာလည်းကျွန်တော်လူမျိုးတွေရောကျွန်တော်တိုင်းသားညီကိုမောင်နှမတွေရောမနေဘူးအဲ့လိုပဲကျွန်တော်တိုင်းသားလက်နက်ကင်တပ်ဖွဲ့တွေမှာရောထုံနည်း၎င်းမဲ့နော်ထုံနည်း၎င်းမှာပဲသူတို့မှလည်းသူတို့မိသားစုသူတို့ဘဝနဲ့သူတို့ဟွာတွေရှိတယ်အဲ့ဒါတွေကဗျာဘယ်သူမှတာဝန်ယူမပေးနိုင်ဘူးကျွန်တော်တို့တစ်ဖက်ကြီးကိုပဲပိတ်ပြောလို့မရဘူးတစ်ဖက်ကြီးကိုပဲပိတ်ပြောဘယ်သူတွေကလှုပ်လို့ဟာလာကိုပြောချင်တာတော့ဘုံကျဲလို့အသက်ဆုံးရှုံးနေတယ်ပေါ့ဘုံကျဲတာဘာကြောင့်ဘုံကျဲတာလဲမြေချင်းမှာတကယ်ပြန်ပြောရမယ်အခန်းကဏ္ဍတွေအများကြီးရှိပါတယ်အများကြီးရှိပါအဲ့ဒါတွေကိုကျွန်တော်မပြောချင်လို့ငြိမ်ငြိမ်လေးနေချင်တယ်လို့ဒါကိုစီကိုကျွန်တော်ပြောတာနိုင်ငံရေးကိုမလုပ်ဖဲနဲ့ဂျားနေချင်တယ်ဆိုတဲ့အကြောင်းပြောတာကိုစီကနိုင်ငံရေးတွေကိုပဲဇွတ်ဆွဲနေတယ်မဟုတ်ငါညီကလွဲနေတာနိုင်ငံရေးနဲ့ဇွတ်ဆွဲတာမဟုတ်နိုင်ငံရေးနဲ့ကင်းကွာတဲ့လူရှိကိုမရှိတာငါတို့ကလှုပ်ဆောင်မှုအရာအလုံးဒီနိုင်ငံရေးနဲ့ပတ်သက်နေတယ်မပတ်သက်လို့မရဘူးဒီနေရာမှာငါတို့ကမပြောနိုင်ရင်ထိုင်းနေလိုက်ကျွန်တော်မှားတာကိုတော့မှားတယ်လို့မပြောနိုင်ဘူးဒါပေမဲ့မှန်တယ်လို့မပြောနဲ့ပြဿနာမရှိဘူးဒါပေမဲ့အခုငါညီတို့ပြောနေတာခုနကပြောသလိုကျွန်တော်နိုင်ငံရေးကိုမစွန်းနဲ့နိုင်ငံရေးနဲ့မပတ်သက်ဘူးဆိုတော့လက်ရှိငါညီတို့လုံးမယ်အခုစစ်ဘေးရှောင်တွေကူညီတယ်ငါညီပြောတယ်မြန်မာပြည်မှာရှိတဲ့လူတွေကူညီတယ်အခု AR တိုင်းရေဘေးကူညီတယ်အခုစကိုင်းမှာရေမြုပ်နေတယ်ငါညီနိုင်ငံရေးလုပ်တာမဟုတ်ဘူးနော်ရေဘေးပဲကူညီတယ်ငါညီတွားကူညီလို့ရတာမရဘူးအဲ့ဒါဒီနိုင်ငံရေးမဟုတ်ဘူးလားအဲ့ဒါနိုင်ငံရေးကြောင့်ပဲအကိုတို့ပြောနေတာလေအနီနိုင်ပါစေအစိမ့်နိုင်ပါစေမဟုတ်အကိုတို့တိုင်းပြည်မှာ NLD 9နှစ်အုပ်ချုပ်သွားတဲ့ကာလဘောမတွေမို့လို့ဘယ်သူမှလိုက်ရွေးပြီးဒုက္ခမရောက်ခဲ့ဘူးအားလုံးဟာဒီကုံသင်းတုံးတန်ဒီဘဝအားလုံးက level သွားကြတယ်ဒါပေမဲ့အခုကာလတိုင်းပြည်အားလုံးပြက်တယ်ဘောမမို့လို့ခြောင်လဲမနေဘူးအားလုံးခံစားရတာပဲဒီဒုက္ခဒါဒီဘာကြောင့်လဲစနစ်ဆိုးကြောင့်အဲ့တော့အကိုတို့တောင်းဆိုနေတာဒီစစ်တပ်အားလုံးသေဖို့စစ်သားတွေပြုတ်ဖို့ငါတို့နိုင်ငံတပ်မတော်ကြီးပြိုလဲသွားဖို့မဟုတ်ဘူး PDF တွေသွားမေးကြည့်ပါအဲ့တိုင်းပဲစစ်သားအားလုံးသေဖို့အတွက်ငါတို့တိုက်နေတာမဟုတ်ဘူးငါတို့တိုင်းပြည်မှာမှန်ကန်တဲ့စနစ်တီသူကမကြိုက်တယ်လို့ပြောပိုင်ဝင်စနစ်ဖြုတ်ချပိုင်ဝင်စနစ်အဲ့ဒီစနစ်လိုချင်လို့အကိုတို့တောင်းဆိုတာအဲ့လိုတောင်းဆိုတဲ့လူတွေကိုအကြမ်းဖက်လို့ကြီးညာပြီးတော့နှိမ်နေတယ်ကွာငတ်ညီလို့မြင်တဲ့တိုင်းအဲ့တော့နိုင်ငံရေးဆိုတာကိုတို့မပြောလို့ရအောင်မရအောင်ငါတို့တိုင်းပြည်မှာโอเคဗျာโอเคအဲ့ဒါဆိုရင်ကျွန်တော်ပြောချင်တာကလက်ရှိအခင်းချင်းတွေပေါ့လက်ရှိငြိမ်းချမ်းရေးအတွက်ဆွေးနွေးတာတို့ဘာတို့မှာဆွေးနွေးတဲ့အရာတွေမှာဗျာဟလာ KNU ဘယ်လိုဆွေးနွေးလဲပေါ့တပ်မတော်နဲ့ဆွေးနွေးတဲ့အခါမှာအေးဘယ်လိုဆွေးနွေးလဲပေါ့တခြား KNU တို့ဒီဘက်ကတွေဘယ်လိုဆွေးနွေးလဲပေါ့ကိုသိလားသူတို့အဲ့ဒါကညီတို့ရှိတယ်သူတို့ခံဘလို့ဆွေးနွေးလဲဆိုတဲ့အဖြေတစ်ခုတည်းကိုတို့ကကြည့်လို့မရဘူးသူတို့ခံစားခဲ့ရတဲ့အရာတွေကရောဘာတွေခံစားခဲ့လဲကိုတို့ပြန်ကြည့်ဖို့လိုတယ်ရခိုင်ပြည်နယ်မှာအေအေလောက်ရက်ကိုရခိုင်ပြည်နယ်ဓာတ်တွေကလက်ခံလားလက်မခံဘူးလားဆိုတာကိုလည်းကိုတို့ပြန်ကြည့်ဖို့လိုတယ်ကရင်ပြည်နယ်မှာ KNU ရဲ့လောက်ရက်ကိုကရင်ပြည်သူပြည်သားတွေကလက်ခံလားလက်မခံလားဆိုတာကိုကိုတို့ပြန်ကြည့်ဖို့လိုတယ်အကိုတို့တဘောတိုင်းနိုင်ငံပြိုကွဲမှာဆိုလို့ဆိုတဲ့အရာတစ်ခုတိုင်းမင်းတို့ဒီအဝိုင်းနဲ့၄တောက်တဲအဝိုင်းရိုက်ထည့်ပြီးတော့မင်းတို့ကွက်တိကြအောင်လုပ်ရမယ်ဆိုလို့အကိုတို့တွားပြောနေလို့မရဘူး။ဘာဖြစ်လို့လဲအားလုံးရဲ့စံနှုန်းကိုလည်းအကိုတို့ကြည့်ရမယ်။သူတို့ခံစားရတဲ့ဒုက္ခတွေသူတို့ရဲ့ယုံကြည်မှုတွေသူတို့တုံ့တွေးကြုံနေရတဲ့သူတို့ရဲ့အခြေအနေတွေအဲ့ဒါတွေကိုလည်းအကိုတို့နားလည်ပေးဖို့လိုတယ်။အဲ့ဒါမှန်ပါတယ်ဒါပေမဲ့ဒီနေရာမှာကိုစီကိုကျွန်တော်မေးနေတာပေါ့။လက်ရှိဗျာဒါပွင့်လည်းပြောပြမယ်။လက်ရှိတပ်မတော်ကအရှုံးပေးလိုက်ပြီးပဲထားလိုက်ဗျာဒါပွင့်လည်းပြောပြတော့တကယ်လို့ပေးလိုက်တယ်ဆိုရင်အေးကွဲထွက်သွားမယ်။ဟလာပြည်နယ်တွေဗျာကိုပိုင်အုပ်ချုပ်ခွင့်အဓိကသွားနေတာကိုပိုင်အုပ်ချုပ်ခွင့်တိုင်းသားညီကိုမောင်တို့ကတိုင်းရလက်နက်ကိုင်တွေရီမန်းနေတာကိုပိုင်အုပ်ချုပ်ခွင့်လိုချင်လို့ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ဆိုတဲ့အနေအထားတွေလိုနေတာဒီနေရာမှာနယ်မြေညင်းပေါင်းမှုပြဿနာတွေနယ်နမိတ်ညင်းပေါင်းမှုပြဿနာတွေနဲ့ဒီပြည်နယ်မှာနေထိုင်နေတဲ့လူမျိုးတွေကရောဘယ်လူမျိုးတွေများလဲအဲ့ပြည်နယ်မှာရောဘယ်လူတွေရှိတယ်လဲဘယ်လိုသဘောဆန္ဒတွေရှိတယ်လဲအကုန်လုံးသိလို့လားသိလို့ရှင်ကျွန်တော်မြန်မာနိုင်ငံကြီးကပြိုကွဲလို့မရတဲ့အနေအထားတွေထဲမှာပါတယ်ဗျာတကယ်ပြိုကွဲမဲ့လမ်းတွေကိုကျွန်တော်မြန်မာနိုင်ငံသားတယောက်နဲ့မကြိုက်ဘူးဗျာဒါကျွန်တော်စိတ်ခံစားချက်အဲ့တော့ကျွန်တော်လည်းပြောတာကိုလက်ခံတယ်နိုင်ငံပြိုကွဲမှာကိုတို့လည်းမလိုလားဘူးဒါကဘယ်လူမျိုးဘယ်ဘာသာဖြစ်ဖြစ်နိုင်ငံကြီးပြိုကွဲသွားမှာလိုလားမဟုတ်ဒါပေမဲ့သူ
သူတို့ဒီဘာကြောင့်ကိုပိုင်အုပ်ချုပ်ခွင့်တောင်းတာလဲအရှင်းမှာဝါကိုစစ်ကောင်းဆောင်တွေပေးခဲ့တယ်ဆိုတော့အဲ့ဒီဟာကိုတိုက်ပွဲတိုက်မယ်ကိုပိုင်အုပ်ချုပ်ခွင့်လေးရမယ်တနိုင်ငံလုံးပြောင်းလဲခွင့်မရတော့မှသူတို့ဒေတာကိုပြောင်းလဲခွင့်ရမလားဆိုနဲ့မျှော်လင့်ချက်နဲ့တောင်းတာဆိုရင်ရောတနိုင်ငံလုံးပြောင်းလဲမယ်အားလုံးက Federal Democracy ဖြစ်မယ်ဆိုရင်သူတို့လက်မခံဘူးလို့သူတို့မပြောထားဘူးဟုတ်တယ်မလားအဲ့တော့ဒီစစ်တပ်ရှုံးရမယ့်နေ့မှာညီပြောသလိုကိုပိုင်အုပ်ချုပ်ခွင့်မဟုတ်ဘဲနဲ့တနိုင်ငံလုံးဒန်းတူညီမျှရှိတဲ့ Federal တွားမယ်ဆိုရင်ငါညီဘလို့တဘောရတယ်ပုံမကောင်းဘူးလားဒန်းတူညီမျှရမယ် Federal တို့တွားမယ်ဆိုတော့ကျွန်တော်တို့ကလိုချင်တယ်ဒါပေမဲ့မဖြစ်နိုင်ဘူးကိုအိမ်မက်နဲ့အဲ့ဒါနောက်ပြီးတော့ကျွန်တော်ကိုစီကိုပြောချင်တာပေါ့လက်ရှိပေါ့မဖြစ်နိုင်ဘူးဆိုတာကခေါင်းဆောင်တွေသူတို့ခေါင်းဆောင်ချင်းချင်းတွေဗျာပြည်နယ်မှာကျွန်တော်ကရင်ပြည်နယ်တို့တတ်မှတ်ထားတဲ့တချို့နေရာတွေမှာဗမာလူမျိုးအများကြီးနေထိုင်တယ်တော်တော်များများကငါတို့ပြည်နယ်မှာငါတို့အုပ်ချုပ်ပြင်ငါတို့စာပြင်ငါတို့ယဉ်ကျေးမှုဆိုတဲ့လူတွေတော်တော်များပါတယ်နော်ရခိုင်တွေဖာတချို့ဆိုလို့ရှိရင်ဟာလာပြောတယ်မင်းတို့ဗမာမြန်မာပြည်မှာဗမာတွေရဲ့ဗမာစာပေတုံးတာတွေကလူမျိုးကြီးဝါဒဆန်နေဆိုတာမျိုးတွေပါတယ်တခြားနေရာတွေမှာထုံနည်း၎င်းမျိုးပြရှမ်းပြည်နယ်မှာဆိုလို့ရှိရင်လည်းနေတဲ့ဟာတွေကတမျိုးတည်းမဟုတ်ဘူးဒါပေမဲ့လက်ရှိတိုင်းရင်းသားလက်နက်ကင်တွေမှာအင်အားကြီးတဲ့ဟာတွေကနော်အင်အားကြီးတဲ့ဟာတွေကလာထားပါတော့အေတို့ရှိမယ် KIA တို့ KNU တို့ဒီဘက်မှာရှမ်းဆိုလို့ရှိရင် RCSSPP အမျိုးရှိမယ်ဗျာဒါဂျားထဲမှာတော့ပဋိပက္ခတွေအများကြီးနော်ကိုစီဂျားထဲမှာတော့ပဋိပက္ခရှမ်းနှစ်ဖွဲ့မတိုက်ပါဘူးလို့ကိုစီယာမခံနိုင်မလားရှမ်းနဲ့ပလောင်နဲ့မတိုက်ပါဘူးကိုစီယာမခံနိုင်မလားဒီထဲမှာပဲရှမ်းမြောင်ဝါတို့ MMDA တို့ကြံနေတယ်အဲ့ဒါတွေကိုစီယာမခံပေးနိုင်တယ်လားနောက်ပြီးတော့ဒီဘက်မှာရှမ်းနီနဲ့နော် SN နဲ့ဒီဘက်မှာ KIA နဲ့တွေ့နေတာတွေရှိတယ်ကိုစီအဲ့ဒါတွေဘယ်လိုညှိတောင်းယူပေးနိုင်မလဲကိုစီညှိနိုင်တဲ့အပိုင်းခံထားတာရှိလားအဲ့နေရာတွေမှာကိုစီတို့ကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ဒီတစ်ခုတည်းဓာကြီးကမကောင်းဆိုတာမျိုးမဟုတ်ဘဲနဲ့ဖြစ်လာမဲ့အကျိုးဆက်တွေလည်းကျွန်တော်တို့ကကြည့်ဖို့လိုတယ်နောက်ပြီးတော့စနစ်ကိုစီတို့ပြောနေကြတယ်အမြဲတမ်းပေါ့ဒီတစ်ခုတည်းကိုပဲအပြစ်ပုံချနေတယ်လွတ်လိုက်ရပြီးစားကာလကလေးကလက်နက်ကင်တပ်ဖွဲ့တွေဘယ်နှဖွဲ့ရှိခဲ့တယ်လဲဘယ်တပ်ဖွဲ့တွေဘယ်နှခုနှစ်မှာထပြီးတော့မှဘလို့နီးစနစ်တွေဘယ်လိုရီမဲချက်တွေနဲ့ဘယ်လိုရီမန်းချက်တွေနဲ့ကျွန်တော်တို့ဥတီပြီးသွားခဲ့တယ်လဲဒါတွေကိုလည်းကျွန်တော်တို့ကပြန်ကြည့်ဖို့လိုအပ်တယ်နော်လွတ်လိုက်ရမြရင်လည်းပေါ်ပေါက်လာတဲ့အဖွဲ့တွေရှိတယ်ဗျာမူဂျာဟစ်တို့ဖွဲ့ခဲ့တာတွေမှာဒီမဲ့လွတ်လိုက်ရပြီးမှဖြစ်ခဲ့တဲ့အခင်းချင်းတွေအများကြီးရှိတယ်နောက်ပြီးတော့တိုင်းတိုင်းကြီးကိုမောင်နှမရင်လည်းကြားထဲမှာတူပြန်ကိုပြန်စာနာနားလေရကြီးဆိုရင်ကျွန်တော်ပြောချင်တာကလွတ်လိုက်ရပြီးကလေးကအကိုစီကပြောသွားတယ်သူတို့ခံစားချက်တွေကျွန်တော်နားလေဖို့လိုတယ်ဟုတ်တယ်မှန်တယ်နားလေဖို့လိုတယ်အဲ့ဒါကျွန်တော်လည်းလေးလေးစားစားနဲ့အပြန်လာလေးလေးစားစားနဲ့နားထောင်ပေးရမယ်အရာတွေဒါပေမဲ့လွတ်လိုက်ရပြီးသားကာလကလေးကပြည်တော်စုဆိုတဲ့အတိုင်းအတာနဲ့လက်ရှိလက်နက်ကင်နေတဲ့ခေါင်းဆောင်တွေဒီပြည်တော်စုဆိုတဲ့အတိုင်းအတာနဲ့ဘယ်သူကများတွေးပေးခဲ့ဘူးလားရှိတယ်လဲပေါ့ယနေ့အချိန်ထိဘယ်သူကမှတွေးပေးခဲ့ဘူးလားမရှိဘူးနော်ပြည်တော်စုမပြိုကွဲရင်းနဲ့ငါတို့ပြည်တော်စုကြီးမှာငင်းချမ်းချမ်းနေရဖို့ငါတို့ပြည်သူပြည်သားတွေညီညွတ်ဖို့ဆိုတဲ့အတွေးနဲ့နိုင်ငံနဲ့ဗျာလက်ရှိတည်ဆဲအစိုးရနဲ့ဗျာခေတ်ဆက်တည်ဆဲအစိုးရနဲ့ပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တဲ့လက်နက်ကင်ဖွဲ့စည်းရှိသလားပေါ့အဲ့ဒါလေးကိုလည်းတစ်ချက်တွေးဖို့လိုပါတယ်ကိုစီပြည်တွင်းစစ်ဖြစ်နေတာကလွယ်လွယ်လေးမပူနဲ့ငါညီအဲ့ဒါအတွက်စိတ်ပူနေမယ်ဆိုမပူနဲ့လက်နက်ကင်အားလုံးဒီပြည်သူရွေးချယ်တဲ့တမရအောက်ကိုရောက်ဝိုင်းအဲ့ဒါတွေကတို့စကားနဲ့ထည့်ပြောရမယ့်အရာတွေမဟုတ်တော့ဟုတ်ပါရောပဲကိုစီပြောလို့ရှိရင်လည်းဒါကျွန်တော်ကပြောလို့ရှိရင်လည်းမင်းကဖင်ပိတ်ညင်းတယ်လို့ဖြစ်အောင်မဲ့ဘာဖြစ်လို့လဲငါညီကိုပြောမယ်ဒီမိုကရေစီအခုအမေရိကန်ဖက်ဒရယ်ကျင့်သုံးထားတာပဲပြည်နယ်အစိုးရဗဟိုအစိုးရရှိတာပဲအမေရိကန်လောက်လက်နက်တွေပေါ်တာရှိအောင်မလားဒါပေမဲ့လက်နက်ကင်အားလုံးဒီတမဒရဲ့အောက်မှာရှိနေလို့ရှိရင်ဘယ်အဖွဲ့အစည်းမှထင်ရလောက်ခွင့်မရှိတော့အဲ့တော့အကိုတို့တိုင်းပြည်မှာအခုငါညီပြောသလိုပဲတကယ်လူမျိုးစုလွတ်မြောက်ရေးအတွက်လုပ်နေတဲ့လက်နက်ကင်တွေရှိသလိုကိုကြိုးစည်းဝါးရှာတဲ့အောက်တန်းစားလက်နက်ကင်တွေအများကြီးပဲဒါပေမဲ့ဒါတွေအားလုံးကိုထိန်းချုပ်ဖို့အတွက်အခုစစ်တပ်နိုင်သွားမယ်ဆိုရင်အဲ့ဒါတွေပြောက်မလားမပြောက်ဘူးငါညီမကြိုက်တဲ့လောက်နိုင်မင်းအောင်နိုင်ကြလို့နောက်ထပ်ဘယ်ကောင်ပဲထပ်တဲ့တရားမင်းကိုယ်တိုင်အဲ့စစ်တပ်မှာလာပြီးကာကွယ်ဦးစီးချုပ်လာလို့လည်းမပြောက်ဘူးစိတ်ချအဓိကပြောက်ကမှဒီအကိုတို့ပြောသလိုမှန်ကန်တဲ့စနစ်ဖြစ်ကမယ်ပြည်သူရွေးချယ်တင်မြှောက်လိုက်တဲ့တပရအောက်မှာလက်နက်ကင်အားလုံးရှိလာမယ်ဆိုရင်အဲ့လိုအချောင်သမားတွေပြတ်ပေါ်လာတဲ့အကြောင်းရှိတော့အဲ့တော့အကိုတို့လိုချင်တာအဲ့မှာပဲကျွန်တော်သွားချင်တာလည်းအဲ့ဒါပဲဒါပေမဲ့ကိုစီကိုကျွန်တော်ပြောချင်တာကကျွန်တော်ကိုစီတို့ကစနစ်ကောင်းကိုသွားချင်တယ်လက်နက်ကင်ပြီးတော့မှတော်လန်ဖို့သွားတယ်ကျွန်တော်တို့ကစနစ်ကောင်းကိုသွားချင်တယ်မုံငင်းချတဲ့ဒီနဲ့သွားချင်တယ်လက်နက်ကင်ပြီးတော်လန်တော့သွားတယ်နော်အဲ့ဒါတော့သွားတယ်နော်ငါညီမောင်းသွားပြီအကိုတို့လက်နက်ကင်ပြီးတော်လန်တာကိုသွားတာမဟုတ်ဘူးအမျိုးသားရင်ကြားစစ်ရေးဆိုပြီးတော့နော်ကဘာကမျက်မိုးကျိုးအောင်ခံပြီးတော့လှုပ်ခဲ့တာဒီအဲ့ဒါလက်နက်ကင်လမ်းစဉ်ကိုမတွားကျင်လို့ပြောင်းလဲလာမလားလှုပ်ခဲ့တာအာနာသိန်းနဲ့ချက်ချင်းကိုတို့ထားပြီးထမိန်တိုင်းထထောင်တာမဟုတ်ဘူးချက်ချင်းထားပြီးမြို့လေကောင်ကားလမ်းတွေပိတ်တာမဟုတ်ဘူးအာနာသိန်းကစားမှာ3ရက်တိတိအတန်တိတ်ပြီးနေပေးခဲ့တယ်ဒီပြည်သူလောက်စီကန်းရှိတာဒီပြည်သူပဲရှိတယ်ငါညီတေချာပြန်ကြည့်ဆန္ဒပြတယ်ဂျိုးဒန်တန်းထားတယ်ဂျိုးဒန်အပြင်ဘက်ကိုမထွက်ဘူးတွားကြားထိုးတန်တစ်ချောင်းတော့တွားမဖြစ်ဘူးအဲ့လိုနေတဲ့ပြည်သူကိုအဲ့လိုနေတဲ့ပြည်သူကိုပြစ်ရဲဆက်ပြစ်တတ်လို့တာလက်နက်ကင်လာတာအဲ့တော့လက်နက်ကင်လို့အာနာသိန်းတာမဟုတ်ဘူးအာနာသိန်းပြီးတော့လက်နက်ကင်နဲ့ဖြိုခွင်းလို့လက်နက်ကင်ကြတာအဲ့ဒါကျွန်တော်ရွေးထည့်တယ်မရှိတော့ဘူး
ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကိုစီကိုပြောမယ်ကျွန်တော်ရောစပြီးပြောခဲ့တယ်လားပေါ့လက်နက်ကင်စလာပြီဆိုတော့ကျွန်တော်ပြောခဲ့တာတွေများရှိသလားကျွန်တော်ပြောတာဘယ်ချိန်မှပြောလာတယ်လဲနောက်ပြီးတော့ဘယ်လိုတိုင်းတာတွေဖြစ်သွားတယ်လဲပေါ့လက်ရှိမြို့သိမ်းတိုက်ပွဲတွေလှုပ်လိုက်တယ်ကောင်းသွားတဲ့မြို့လေးရှင်ကျွန်တော်တစ်ချက်လောက်ပြကြည့်ထားပါကျွန်တော်ဒီနေရာမှာနိုင်ငံရေးတွေမပြောချင်လို့ကိုစီပြောတယ်ကိုစီကဘောမကျွန်တော်ဘောမလို့ပြောတယ်ကျွန်တော်ဘောမမဟုတ်ကြောင်ရှင်းပြချင်တယ်ဆိုတော့အတိုင်းတာနဲ့ကျွန်တော်ကောင်းတဲ့မြို့ရှိတစ်ခုလောက်ပြကြည့်ဆိုရင်အကိုပြောမယ်တော်လန်ရေးလက်နက်ကင်တွေစိုးမိုးထားတဲ့ဒေသတွေမှာမြို့တွေပြက်ကုန်တယ်ဟုတ်တယ်မလားဘယ်သူတွားပြစ်လို့စစ်တပ်ကတွားပြစ်လို့လေစစ်တပ်ကမပြစ်အဲ့မြို့ပြက်เสียအကြောင်းမရှိဘူးအခုစစ်တပ်စိုးမိုးထားတဲ့မြို့တွေဘာဖြစ်လို့မပြက်တာလဲငါတို့ဘက်ကတွားမပြစ်လို့ငါတို့ပြစ်လို့ရတယ်ပြောမယ်ဘယ်လူလာတိုက်တာတော့အဲ့မြို့ပြက်အောင်ဟမ်အဲ့ဒေတာပြည်သူပဲတိုက်တာအခုတိုက်နေတာအဲ့ဒေတာပြည်သူပဲငါညီတော်ပါကိုရဲ့ဒါမြို့ငါမင်းနဲ့ဒီလက်နက်ကင်တွေအားလုံးက PDF တွေကဘယ်ရလာ PDF တွေဘယ်ရလာကျွန်တော်ပြောလိုက်မကောင်းဖြစ်ဘူးဒီကျွန်တော်ပြောပြီးတော့နိုင်ငံရေးမှာလို့အနီစိမ့်ကွဲလဲတဲ့ပြဿနာကနေစပြီးတော့မှဖြစ်လာတဲ့အကြောင်းအရာတွေဒီနေရာမှာအစိမ့်တွေလည်းရှိတယ်အနီတွေလည်းရှိတယ်ကျွန်တော်တို့တွေဒီအနီစိမ့်ကိုကွဲအောင်ပြောပြီးတော့မှကျွန်တော်တို့လှုပ်ချင်တာမဟုတ်ဘူးလို့ကျွန်တော်ကိုစီကိုလည်းပြောခဲ့ပြီးသွားပြီဒီနေရာမှာကိုစီကဘယ်သူကလာတိုက်တာလဲဆိုရင်အဲ့ဒီ PDF တွေကအဲ့ဒီမြို့အဲ့ဒီ data ကပြည်သူတွေပဲလေသူတို့မခံနိုင်လို့လက်နက်ကင်ပြန်ချတာကိုစီကိုကျွန်တော်ပြောမယ်ကိုစီကကလင်ကကျစ်တွေလုပ်နေပြီကျွန်တော်ကိုစီကိုပြောလိုက်တဲ့အထက်မှာကိုစီပြောသွားတဲ့အထက်မှာနော်မင်းဘောမတွေမမဟုတ်ဆိုတော့ပြောမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပြောပြီးတော့မှကိုစီကအခုမှအပုတ်ပွားတွေကိုဖော်ခိုင်းနေတယ်ကျွန်တော်ကတပ်မတော်ဘက်ကအပုတ်ပွားတွေကိုလည်းမဖော်ချင်လို့ပြည်ရဲ့ဘက်ကအပုတ်ပွားတွေကိုလည်းကျွန်တော်မဖော်ချင်ဘူးလို့ပြက်ပြက်သားသားပြောခဲ့ပြီးတော့မဟုတ်ဘူးလေငါမင်းကိုကလင်ကတိလောက်တာအခုမင်းတို့တွေကမင်းကအစစကန်းလမ်းကြောင်းပြပေးတယ်မင်းဒီစစ်တပ်ထောက်ခံတဲ့လူဟုတ်တယ်လို့ဝန်ခံလိုက်ပြီးငါအဲ့ဒါလည်းပြည်ပုတ်ပွားတွေဖော်ကြမလို့ဘူးမဟုတ်ဘူးကျွန်တော်ကလည်းမဟုတ်ဘူးဆိုရင်ငါတော့ဖော်ရမှာပဲဘာဖြစ်လို့လဲမင်းမဟုတ်ဘူးပြောတဲ့အတွက်မင်းအားပေးနေတဲ့ဘက်အချမ်းအပုတ်တွေကိုငါဖော်ရမယ်ကျွန်တော်အားပေးနေတယ်လို့များခင်ဗျားကိုပြောမိတာကျွန်တော်ပြောချင်တာဒီเนาะကျွန်တော်ပြောတော့ခဏနားတော့ကိုစီပြောတယ်ကျွန်တော်ကိုစီနဲ့ရှင်းဖို့တက်လာတာဒီကျွန်တော်တို့ဗမာအဖွဲ့အစည်းတွေရဲ့လမ်းစဉ်နဲ့ကျွန်တော်တို့ဗမာအဖွဲ့အစည်းတွေသွားမဲ့အကြောင်းပြီးရင်ကျွန်တော်ဘောမမဟုတ်ကြောင်းပဲကျွန်တော်ပြောဖို့လာတာဒီနေရာမှာကိုစီကိုပြောချင်တာကိုစီကအဲ့ဒီဆွေးနွေးမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ကြော်လွန်ပြီးတော့မှဒီဘက်ကိုလာပြီးတော့မှစစ်တပ်ရဲ့အပုတ်ပွားတွေပေါ်ပြတာတို့ဒီဘက်က PDF ရဲ့အပုတ်ပွားတွေကိုပြောအောင်လုပ်တာတို့နိုင်ငံရေးဘက်ကိုဇွတ်ကောတင်းအောင်ဆွဲနေတာဗျာကျွန်တော်ပြောတာမင်းဘယ်လိုငါကအဲ့လိုအတင်းလုပ်တာမဟုတ်ဘူးလေငါညီပဲမေးတာလေမြန်မာနိုင်ငံမှာမပြိုကွဲအောင်အကောင်းဆုံးလက်နက်ကင်ကဘယ်ဟာလဲဆိုတဲ့စကားကိုငါညီပြောလာတဲ့အတွက်ငါညီကစစ်တပ်ဒီတနိုင်ငံလုံးရဲ့လက်နက်ကင်နိုင်ငံမပြိုအောင်အကောင်းဆုံးအဖွဲ့အစည်းလို့ငါညီပြောလို့အတွက်အကိုဒီစကားကိုပြောရတာငါညီကောင်းပါနဲ့လို့အမှုတင်လို့အကိုကအပုတ်ကိုဖော်